အကိုတို့သုံးတဲ့မီးကအင်ကြီးတွေကမီးလောင်နိုင်လားတဲ့အမှန်တိုင်းပြောရရင်ညီလေးအကိုတို့သုံးတဲ့ပိတ်စာအသားမီးလောင်နိုင်ပါတယ်ညီလေးမီးလောင်ပြင်မှာမီးသက်သမားတွေဝတ်တဲ့ fire resistant ခံနိုင်တဲ့ပိတ်စာကတော့အပြည့်မှာတကယ်ရှိပါတယ်ဘာကြောင့်ပြောရလဲဆိုတော့ကျွန်တော်လွန်ခဲ့တဲ့10နှစ်ပတ်ဝန်းကျင်လောက်ကအထည်ချုပ်မှလှုပ်တော့ကကျွန်တော်တို့အထည်ချုပ်ကိုဂျာမနီနိုင်ငံကနေအပ်တဲ့ aura တွေထဲမှာအဲ့ဒီလိုမျိုးမီးလောင်မှုကိုခံနိုင်တဲ့အသားတို့ဓာတ်ငွေ့လောင်တာကိုခံနိုင်တဲ့အသားတို့အဲ့ဒီလိုမျိုးအသားတွေလာတာမျိုးကိုကျွန်တော်ကိုယ်တိုင်မြင်မှုပါတယ်ခင်ဗျကမ္ဘာပေါ်မှာမီးသက်သမားတွေအများဆုံးအသုံးပြုတဲ့မီးကဝစ်စုံထုတ်လုပ်တဲ့ brand ကတော့ Nomex ဆိုတဲ့ brand ပဲဖြစ်တယ်ခင်ဗျသူက Aramis polymer လို့ခေါ်တဲ့အသားနဲ့ချုပ်လုပ်တာများပါတယ်အဲ့ဒီပိတ်စာအသားအပူချိန်1200 Fahrenheit 650 degree centigrade လောက်ကို10မိနစ်လောက်ထိခံနိုင်ပါတယ်ခင်ဗျအဲ့ဒီမီးသက်ဝစ်စုံရဲ့အလေးချိန်ကလည်း15ပေါင်ကနေပေါင်30လောက်ထိရှိပါတယ်ဈေးနှုန်းကတော့ဒေါ်လာ3000လောက်ရှိပါတယ်ခင်ဗျအဲ့ဒါဒီကိုယူမယ်ဆိုလို့ရှိရင်တော့တည်ယူဈေးတွေပါတယ်မပါသေးဘူးအကိုတို့သုံးတာကတော့ရိုးရိုးပိတ်စအထူသားပဲဖြစ်ပါတယ်တာမန်ထက်တော့ပိုထူပါတယ်အဲ့ဒါမျိုးပါပဲဒါပေမဲ့ရေဆိုးနေလို့ရှိရင်တော့တော်တော်လေးခံနိုင်ရရှိပါတယ်